သင်တဲ့သင်တန်းများလုံးမင်္ဂလာပါအခုဒီသင်ခန်းစာမှာဗာလေးသင်ပေးမလဲဆိုတော့ printer installation လုပ်နည်း scanner installation လုပ်နည်းနောက်ပြီးတော့ webcam installation လုပ်နည်းနောက် headphone နော် headphone ကmic ပါတဲ့ headphone ရှိတယ် mic မပါတဲ့ headphone ရှိတယ်နော်အဲ့ဒီဟာတွေရဲ့ဒီ installation လုပ်နည်းတွေကိုဒီဗီဒီယိုမှာပြပြပေးမယ်ဆိုတော့ तू က installation လုပ်တာအရန်ခက်ခဲလားဆိုတော့မခက်ဘူး USB ကြိုးထိုးလိုက်အောင်ပဲဒါပေမဲ့printer ဆိုရင် printer driver သွင်းရတာမျိုးရှိတယ် scanner ဆို scanner driver သွင်းရတာမျိုးရှိတယ် webcam တို့ကတော့ plug and play ပဲဒါပေမဲ့သူ့ကိုwebcam တက်ပြီးဒီ webcam လာမလာအောင်စမ်းတာမျိုးတွေပေါ့နော်အဲ့ဒါလေးတွေပါမယ်နောက်တစ်ခုက zoom တို့ဘာတို့မှာ audio နဲ့ပတ်သက်လို့ error တက်တယ် webcam နဲ့ပတ်သက်လို့ error တက်တယ်အဲ့လို error မျိုးဆိုလို့ရှိရင်လည်းပဲဒီ zoom မှာဘယ်နေရာလေးမှာသွားပြီးတော့ facing လုပ်မလဲပေါ့နော်အဲ့ဒီအကြောင်းအရာလေးတွေပါမယ်ဆိုတော့အခု printer ရင်သွင်းပြမယ်ဆိုတော့ printer သွင်းမယ်ဆိုရင်ဒါက printer key ပဲနော် cable သင်ခန်းစာမှာပြောခဲ့တဲ့ USB အကြောင်းပေါ့နော် USB အကြောင်းမှာပြောခဲ့တယ်ဒါ printer cable လို့ရောခေါ်တာပေါ့နော်သူ USB B တစ်ဖက်ဒီဘက် USB ကကွန်ပျူတာဘက်မှာတက်မယ်နော်နောက်တစ်ဖက်ကိုကြတော့ printer ဘက်မှာတက်မယ်ဟုတ်ပြီဆိုတော့အဲ့ဒါတက်ပြီးရင် printer ကို power ဖွင့်ပေါင်းပြီးတော့သူကဘာလို့လဲဆိုတော့ printer တို့ဘာလို့က driver လို့တယ်အဲ့တော့ printer driver ကို download ဆက်မယ်download ဆက်မယ်ကိုကကြိုဆွဲထားရင်တော့ပိုအဆင်ပြေတာပေါ့နော်အကယ်၍ customer စီကိုရောက်လို့သူက driver သွင်းမှာဒါတွေက CD နဲ့လာတက်တယ်CD မရှိဘူးဆိုရင် website ကနေသွားပြီးတော့ဆွဲတယ် file size လည်းတိတ်မကြည့်ဘူးအဲ့တော့သူရဲ့ printer model နာမည်ကိုဖတ်လိုက်3210ဆိုရင် Google ထဲမှာပဲ3210 printer driver download နော်အဲ့ဒီမှာဒီ website တော့မမားနေတယ်သူအခါကြလို့ရှိရင် driver ရဖို့တော့ကိုပတ်ချလဲလှည့်ပဲပြီးခေါ်သွားတတ်တယ်ဒီဟာလေးပေါ့နော် epson.com ပဲဒါလေးကိုနှိပ်လိုက်မယ်ဒီမှာဒါ operating system လဲ auto detect ဖြစ်တယ်ဒီမှာပေါ်ရတော့manual ပေါ့နော်ဒီမှာ driver ဆိုဒီ plus ကိုနှိပ်လိုက်ဆိုရင် scanner driver နဲ့ printer driver နှစ်ခုလုံး download လုပ်ရမယ် download ကိုနှိပ်လိုက် accept ကိုရွေးဒီမှာ download လုပ်တာပြီးရင်နောက်တစ်ခု scanner download ကိုနှိပ်ပြီးတော့ accept ကိုရွေးမှာနှစ်ခုလုပ်တာပြီ show မှာနှိပ်ကြည့်လိုက် download နှစ်ခုလုပ်နေဒါဆိုရင် show in folder ကိုရွေးပြီးရင်ဒီဟာလေးကို double click နဲ့ဖွင့်မယ်သူကဒီ printer ကိုတက်ထားလို့ရှိရင်ဒီမှာ printer မတက်ထားရင်တော့မပေါ်ဘူးနောက်တစ်ခုဒီက set the default printer ဆိုတာတချို့ရုံးတွေမှာ printer တစ်လုံးထက်မှကဒီကွန်ပျူတာနဲ့ join လာတာရှိတယ်ဆိုပါတော့ဒါ Epson color printer နောက် Canon ABB 2900ဆိုလို့ရှိရင်သူက black and white တချို့က black and white ကိုကြတော့ဒီ laser black and white နဲ့ထုတ်တယ်ဒါကကြတော့ inkjet ကိုကြတော့သူ color တွေအတွက်သုံးတယ်အဲ့လိုကြရင်သူprinter နှလုံးကွန်ပျူတာမှာတက်ထားတယ်အဲ့ခါကျတော့သူအမြဲတမ်းရုပ်တရက်ပေါ့နော် printer မရွေးဘဲနဲ့ထုတ်လိုက်တဲ့အချိန်မှာအမြဲထွက်စေမဲ့ printer ကို default ထားတာမျိုးဒီ set default printer ကိုပြောတာမဟုတ်လို့ရှိရင်ကို color မထုတ် black and white ပဲမှာအရွက်50လောက်ထုတ်မယ်ဆိုပါတော့အဲ့လိုမျိုး default printer မေးထားလို့ရှိရင် black and white ဆိုပြီးတော့ပဲအရွက်50ကိုထုတ်ချလိုက်တယ်ဒါပေမဲ့ black and white ဆိုရင်ကိုထုတ်မဲ့ document မှာ color တွေပါနေသူက color printer ဆို color နဲ့ထွက်မှာအဲ့ချိန်မှာ default printer ကဒီ black and white ကိုမထားဘူးဆိုခဲ့လို့ရှိရင် color နဲ့ထွက်ပြီးလို့ရှိရင်အဲ့ဒါအကုန်လုံး color နဲ့ထွက်သွားလိမ့်မယ်နော်အဲ့ဒါကိုရုပ်တရက်သိရင်တော့pause လုပ်တာပဲဖြစ်ဖြစ် cancel လုပ်တာပဲဖြစ်ဖြစ်လုပ်လို့ရတယ်print saver print ထုတ်ပြီးမှ print တွေထွက်မှာသွားယူမယ်ဆိုတာမျိုးကို printer ကဇပွဲနီးနားမှာမရှိတဲ့ရုံးတွေရှိတယ်အဲ့လိုခါမျိုးဆိုလို့ရှိရင်တော့အဲ့ဒါ color printer နဲ့အများကြီးထွက်သွားလိမ့်မယ်အဲ့လိုမျိုးမဖြစ်အောင်လို့သူကဒီမှာဒီ printer ကို default ထားမှလားမေးတာနောက်တစ်ခုကတော့အောက်မှာ automatically update software ဆိုတာဒီ printer နဲ့ပတ်သက်လို့ Epson ကနေပြီးတော့ update software တွေပေးတယ်မကြမ်းအဲ့ဒါကိုယူမလားပေါ့အဲ့ဒါယူရလဲကောင်းတယ်မယူရလဲကောင်းတယ်မယူတာပိုကောင်းတယ်ဘာလို့ဆိုတော့ printer က print ထွက်ပြီဆိုရင်ပြီးဘာမှ software ပေါ်မှာ update လုပ်ဖို့မှမလိုပဲဒါလေးကမယူနဲ့တခါကျရင်အဲ့ဒီ print update ပေးတာလည်းနည်းနည်းအနောက်ရှက်ဖြစ်တယ်ဆိုပြီး okay နှိပ်ဒီမှာ language ရွေးမယ် okay နောက် agree ရွေးမယ်နောက် okay ဒါ set complete ပေါ့နော် okay ပဲရွေးအဲ့တော့ printer ကသွင်းပြီးမပြီးကိုဘာမှသွားကြည့်မယ်လို့ဆိုရင် Windows နဲ့ R နဲ့နှိပ်ပြီးတော့ control printer ဆိုတဲ့ control panel ထဲမှာသွားကြည့်မယ်ဒီထဲရောက်လို့ရှိရင်ဒီမှာ Epson L3210 ဆိုတဲ့ icon လေးနဲ့ပေါ်နေလိမ့်မယ်ဒီ icon ပေါ်ပြီဆိုမှဒီ printer ကဒီကွန်ပျူတာနဲ့ connect ဖြစ်သွားပြီလို့အဓိပ္ပာယ်သက်ရောက်တာပေါ့နော်တခါကျရင် driver သွင်းလိုက်ပြီးမှဒီမှာလာမပေါ်ဘူးဒီ control
panel က printer and device ဆိုတဲ့နေရာမှာလာမပေါ်ဘူးဆိုရင်အဲ့ printer ဒီထဲကိုမရောက်ဘူး print ထုတ်လို့မရအောင်အဲ့တော့ printer သွင်းလိုက်လို့ဒီထဲကိုရောက်ပြီဆိုရင်သူအဲ့ဟာကို right click နှိပ်လိုက်မယ်ပြီးလို့ရှိရင်သူစီမှာ printing preference ဆိုတာကိုဝင်ဒီ printing preference ကဘာလေးလုပ်လို့ရလဲဆိုတော့ number 1 in လို့မှာ document size ဒါကိုအမြဲတမ်း import ထားပေးရမယ်တချို့ printer တွေကဒီ document ဒီသူရဲ့ printing preference ထဲမှာ document size ကို A4 မထားလို့ရှိရင်ဒီမှာ letter တို့ဘာလို့ဖြစ်နေမယ်ဆိုလို့ရှိရင် print ထုတ်တဲ့အခါ print ထုတ်တဲ့အခါကျ print မထွက်ဘူးဘာဖြစ်လို့လဲဆိုတော့ paper size လွဲလို့မထွက်တာအဲ့တော့ဟို error လို့ဒီ error လို့ဖြစ်တယ်အများစု customer တွေဖြစ်တာပေါ့နော် technician တွေကတော့ဒါလေးကိုကြိုသိထားလို့ရှိရင်ဒီလိုမျိုးမြင်ပြောင်းပေးရတယ်နော် A4 ထားမယ်ကျန်တာဒီမှာဘာမှလာလို့ဆိုတော့ A4 ထားပြီး okay နှိပ်လိုက်အောင်ပဲနော် okay အဲ့တော့ဒီနေရာမှာကျွန်တော်တို့တစ်ခုပြောပြချင်တာကဒီလိုမျိုး color printer တွေကို maintenance လုပ်ချင်တယ်ဆိုလို့ရှိရင်ဒီ printing preference ထဲမှာပဲဒီမှာ maintenance ဆိုတာလေးရှိတယ် maintenance အဲ့ maintenance ထဲမှာ print head nozzle check လုပ်လို့ရတယ်နောက် print head cleaning လုပ်လို့ရတယ်နောက် power cleaning လုပ်လို့ရတယ်နောက် print head alignment လုပ်လို့ရတယ်ဒီလေးခုကprinter set color မလိုက်တော့တာတို့ပြီးလို့ရစလုံးတွေကဆေးတွေကမညီတော့တာတို့နောက်ပြီးဟိုစာရွက်မှာအစင်းချောင်းနဲ့ print ထုတ်ရင်ပါလာတာတို့ဆိုတဲ့ error ဖြစ်ခဲ့လို့ရှိရင်ဒါဒီမှာလာပြီးတော့ maintenance လုပ်ပေးလို့ရတယ်အဲ့ဒီမှာသူ့ရဲ့ထူးခြားချက်က power cleaning ဆိုတဲ့ button ကသူ့ကိုတစ်ခါလုပ်လို့ရှိရင်သူတစ်ချိန်ပဲလုပ်ရတယ်နောက်တစ်ချိန်လုပ်ချင်တယ်ဆိုရင်သူက24နာရီလောက်ခြားပြီးမှနောက်တစ်ချိန်လုပ်ခိုင်းတယ်ပြောရလို့ရှိရင်အဲ့ဒါကို2ချိန်မလုပ်နဲ့ပေါ့သူကခဏလုပ်လို့ရှိရင်မကောင်းဟိုဒီ software ကလည်းပေးမလို့ဘူးတော့အဲ့ဒါလေးလုံးမဆိုကနေဆိုင်ပြတာပေါ့အဲ့တော့ဒါ maintenance လုပ်မယ်ဆိုဒီမှာ maintenance လုပ်လို့ရတယ်ဟုတ်ပြီအဲ့တော့ဒါ print ဟိုကလည်းရွေးပြီးပြီဆိုလို့ရှိရင် print စမ်းထုတ်ကြည့်မယ်ပေါ့ print စမ်းထုတ်ကြည့်တာကခုနကဒီ control printer ထဲမှာပဲဒီဟာ right click နေပြီးတော့ printing preference ထဲမှာ A4 ပြင်ပြီးပြီဆိုရင်သူဒီမှာ printer property ဆိုတာရှိတယ်အဲ့ဒီမှာဒီမှာ print test space ဆိုတာရှိတယ်ဒါလေးကိုနှိပ်ကြည့်လိုက်လို့ရတယ်အဲ့တော့ print စမ်းထုတ်ကြည့်လိုက်မယ်ဒါ do not display လို့ရတဲ့ asset ဆိုရင်ဒါ print ထွက်လာပြီဟော print ထွက်လာပြီဆိုတော့ဒီမှာ color လည်းမှန်တယ် okay ပဲအဆင်ပြေတယ်အဲ့တော့နောက်တစ်နည်းထပ်ဆန်းပေးဖို့လိုမယ်နောက်တစ်နည်းကကြတော့ဒီစာရွက်ကိုပဲပြန်ထည့်လိုက်တာကောင်းတယ်အဲ့တော့ customer စီမှာဒီစာရွက်ကိုတွေ့ပြီးတော့ကိုက print test ကိုစိတ်ကြိုက်ထုတ်လို့ရှိရင်သူကတချို့ရုံးနေရကြတော့ဒီစာရွက်ကိုသူကနှစ်မျောတာပေါ့နော်နှစ်မျောတဲ့စာဟိုရုံးစည်းကမ်းပေါ့လေအဲ့တော့ဒါကိုကြောင်းမြန်နောက်ကျောလှန်ပြီးတော့ test print ကိုအဲ့လိုထုတ်နောက်တစ်မျိုးကကြတော့သူက Windows ကိုဖွင့်လိုက် Windows က Microsoft Word ကိုဖွင့်တာပေါ့နော် shortcut အနေနဲ့ဆိုရင်တော့ Windows R နေပြီးတော့ WINWORD ဆိုပြီးတော့ရေးပြီးရိုက်လိုက်ပေါ့အော် Windows ဖွင့်လိုက်ရင် blank document တစ်ခုကိုရွေးပြီးတော့ဒီမှာ test print ပေါ့ test print ဆိုတော့ကိုသားလို့ကို service သွားလို့တဲ့ရုံးကကွန်ပျူတာတစ်လုံးတည်းမကရှိနေရင်တရုံးလုံး service သွားတဲ့အခါကျတော့ printer ကိုကွန်ပျူတာ9လုံးလောက် join ပြီးသုံးကြတာမျိုးရှိတယ်ရုံးတိုင်းကရုံးတော်တော်များများပေါ့နော် printer ကိုကွန်ပျူတာတစ်လုံး printer တစ်လုံးအဲ့လိုမျိုးမဝယ်ဘူး printer တစ်လုံးကိုပဲ5-6ရက်လောက် network နဲ့ white ချိတ်ပြီးသုံးတာမျိုးရှိတယ်အဲ့ခါကျတော့ကွန်ပျူတာက9လုံးရှိတယ်ဆိုကြလို့ရှိရင် PC1 PC2 PC3 PC4 PC5 ပေါ့အဲ့တော့ကိုဒီ test print ကိုစမ်းလိုက်တာက PC1 ကစမ်းတယ်ဆိုရင် test print from PC1 အဲ့လိုရိုက်ပြီးလို့ရှိရင်နောက်ကွန်ပျူတာတစ်လုံးကို service ပညာလုပ်လို့ print ထပ်ထုတ်မယ်ဆိုလည်းပဲ test print from PC2 အဲ့လိုမျိုးလေးနဲ့ test print ထုတ်အဲ့ဒီမှာ control ပေးနေလိုက်လို့ရှိရင် print ထွက်ပြီးအဲ့ဒီမှာဗာရွေးဖို့လို့ဆိုတော့ဒီမှာ letter ဆိုတာလေးကိုလည်း A4 ရွေးပြီးအဲ့ဒီခါကျရင်ဒီစာရွက် site မညီဘူးဆိုလို့ရှိရင် print မထွက်ဘူးအကယ်ထွက်လာခဲ့လို့ရှိရင်လည်းထွက်လာတဲ့ print ကဟို scale မမှန်ဘူးပေါ့နော်ဟိုကိုက document ကိုလုပ်ထားတာက A4 နဲ့ထွက်လာတာ letter နဲ့အဲ့လိုမျိုးတွေဖြစ်နေတယ်အဲ့တော့ဒီမှာဒါလေးရွေးပြီးပြီဆိုလို့ရှိရင် print ကိုနှိပ်လိုက်ဒါဆိုလို့ရှိရင်သူကဒီမှာtest print from PC1 ဆိုပြီးဖြစ်သွားတယ်အဲ့လိုဖြစ်သွားပြီဆိုလို့ရှိရင်နောက်ထပ် PC2 ကနေ print ထုတ်ချင်လည်းပဲ test print from PC2 ပေါ့ဒါဆိုရင် customer ကိုဟို print installation ပြီးကြောင်းကိုတက်တည်ပြလို့ရတယ် PC1 ထုတ်ထားတာဒါတော့ PC2 ကထုတ်ထားတာ print ထွက်တယ်ပေါ့အဲ့တော့ဒီ print ထုတ်တဲ့နေရာမှာလည်းနောက်တစ်နေ့ကခုနလို control ပြီးနှိပ်လိုက်ပြီဆိုတော့ဒီမှာ printer တွေကိုရှိတယ်အဲ့ဒီမှာအခုကိုထုတ်မဲ့ printer ကနာမည်ပဲဒီမှာပေါ်တယ်အဲ့တော့ဒါလေးကို click နေကြည့်ဒီမှာ printer တွေကအများကြီးရှိနေတတ်တယ်ခုနကပြောသလိုပဲ Canon LPP 2900လို့ဟို black and white printer မှာချိန်ထားခဲ့မယ်ဆိုတော့ဒီမှာ printer 2မျိုးပေါ်နေတယ်အဲ့တော့အဲ့ဒီမျိုးဆိုတဲ့ခါကျရင်ကိုကဘယ် printer နဲ့ထုတ်မှာလဲဆိုတာဒီ printer မှာဒီနေရာမှာလာရွေးရမှာအဲ့တော့ Epson နဲ့ထုတ်မယ်ဆို Epson ကိုရွေး Canon နဲ့ထုတ်မယ်ဆို Canon ကိုရွေးဒီမှာရွေးတာကိုကျင်းသိပြီဆိုတော့မှ print ကိုနှိပ်တော့မှကိုထုတ်ချင်တဲ့ printer ကနေမှ print ထွက်မှာ okay ဒါကတော့မစေဘူးတော့အဲ့တော့ printer installation ဆိုရင်ဒါလောက်ဆိုရင်ဒါ printer installation ကပြီးသွားပြီ keyboard တက်တယ် driver ဆွဲတယ် driver သွင်းတယ်ပြီးရင် test print ထုတ်တယ်ပြီး A4 letter စတဲ့ setting လေးတွေချိန်လိုက်တယ်ပြီးသွားပြီအဲ့တော့နောက်ထပ်ဒီလိုမျိုး
ဒီလိုမျိုး printer color printer ပဲဖြစ်ဖြစ်ဒီ black and white laser black and white ဆို laser ဖြစ်သွားမှာเนาะ laser printer ပဲဖြစ်ဖြစ်သူတို့က installation လုပ်တာတွေအတူတူပဲဟို niche နေတဲ့ဟာလေးနည်းနည်းပါးပါးပဲလွဲမယ်တော်တော်များများအတူတူပဲမတူတာဘာမှလဲဆိုလို့ရှိရင်သူက network printer ချိတ်တာမျိုးဆိုတော့ network printer ဒါနဲ့မတူတော့သူကကြတော့ network ကြိုတက်ထားရမယ် network ကနေမှဒီ printer ကို search လုပ်တာမျိုးနဲ့ installation လုပ်ရတာသို့တော်လည်းပဲ printer တွေအားလုံး install လုပ်တဲ့ဟာဒီတော်တော်များများတူတဲ့အတွက်ကိုက printer တစ်လုံးနှလုံးသုံးလုံးလောက်ကိုသွင်းပူရလို့ရှိရင် printer installation ကကောင်းကောင်းလုပ်တတ်ပါလိမ့်မယ်ဟုတ်ပြီအဲ့တော့ printer ပြီးတော့ scanner ဆက်လုပ်မယ်အဲ့တော့ scanner ခုန download ဆက်ခဲ့ပြီးပြီ scanner ကို install လုပ်မယ် scanner to on your computer please နဲ့တော့ဆိုရင် scan to ဒါသွင်းမယ်ပြောတာ next ပြီးရင် accept လုပ်မယ် next လို့နှိပ်မယ်အဲ့တော့ absent scan to was successfully installed ဆိုရင် scanner install လုပ်တာပြီးသွားပြီ finish နောက်ဒီမှာ absent scan utility ဆိုတာလေးကိုဖွင့်လိုက်ဒီမှာသူက absent 3210 series ဆိုပြီးတော့ဒီမှာတွေ့လိမ့်မယ်ပေါ့နော်အဲ့တော့ဒီ printer ကသူက print scan copy 3-in-1 print ထုတ်လို့ရတယ် scan ဖတ်လို့ရတယ်နောက် copy ဆွဲလို့ရတယ်ပေါ့ 3-in-1 နောက်ပိုင်းသူကအဲ့လို 3-in-1 တွေလာများတယ်ဟိုဘယ်လိုခေါ်မလဲ scanner တက်ဝယ်ကြမလို့ပေါ့လေဟော scanner တီးတန့်လည်းပဲကောင်းပါတယ်ဒီလိုမျိုး 3-in-1 လည်းပဲကောင်းပါတယ်ဟော scanner တီးတန့်ဆိုရင်တော့ scanner installation ကလည်းဒီတိုင်းပဲဟို USB ကြိုတက်ပြီးရင်သူ scanner မှာပါလာတဲ့ CD သို့မဟုတ် internet ကနေ download လုပ်ပြီးတော့ driver သွင်းရုံပဲအခုလည်းပဲတူတူပဲ driver သွင်းတာပဲအဲ့တော့ဒီမှာသူ့ရဲ့ scanner ကိုလည်း detect ပြီးပြီပေါ့နော်သူကသူ့ scan ဖတ်တော့မယ်ဆိုရင် scan ဖတ်တဲ့နေရာက2နေရာ3နေရာလောက်ရှိတယ် Photoshop အနေနဲ့ scan ဖတ်လို့ရတယ် Acrobat Reader အနေနဲ့ scan ဖတ်လို့ရတယ်နောက်တစ်ခါသူ့ရဲ့ဒီ absent scan ဆိုတဲ့ software ပေါ့နော် absent software ပေါ့အဲ့ဒီကနေလည်း scan ဖတ်လို့ရတယ်ဒါဆိုရင်ဒီ absent scan 2ဆိုတဲ့ software ကနေဖတ်တာပြောပြပေးမယ်အဲ့ဒီမှာသူကဒီ absent scan 2ကိုဖွင့်လိုက်လို့ရှိရင်ဒီမှာ scanner မြင်ရမယ်နောက်ပြီးသူကdocument size ကဒီမှာလည်းဒီတိုင်းပဲ letter တို့ဘာလို့ A4 ရေးပေးမယ်နောက်တစ်ခုကဘာရွေးဖို့လဲဒီမှာ resolution 200နဲ့ဖတ်မလား300နဲ့ဖတ်မလားဆိုတော့ resolution DPI ရွေးပေးလို့ရတယ်နောက်ပြီးဒီ scan ဖတ်လိုက်တဲ့စာရွက်က JPEG နဲ့ထွက်လာခြင်းလား PDF အနေနဲ့ထွက်လာခြင်းလားဒါလည်းရွေးလို့ရတယ်တချို့ရုံးတွေကဥမာဓာတ်ပုံလိုဟာမျိုးကို JPEG နဲ့တင်ကျင်တာမျိုးဆိုရင် scan ဖတ်ပြီး JPEG နဲ့တင်လို့ရတယ် JPEG ကဓာတ်ပုံ format ပေါ့မဟုတ်ဘူး document အနေနဲ့တင်ကျင်တယ်ဆိုတော့ PDF နဲ့တင်တယ် PDF က document format ဆိုတော့ဒီမှာနှစ်ခု JPEG format နဲ့အရင်ဖတ်ပြမယ် JPEG format ရွေးထားမယ်ပြီးရင် scan ဖတ်တော့မယ်ဆိုရင်သူကဒီအဖုံးလေးကိုလှန်လိုက်ဒါ scanner အကုန်လုံးတူတယ်ပဲသူကဒီမှန်ပြားပေါ်မှာစာရွက်ကိုမှောက်ပေးတင်ရမှာပေါ့နော်အဲ့ဒါလှန်ပြီးလို့ရှိရင်ဒီစာရွက်ကို scan ဖတ်ကြည့်ကို scan ဖတ်မဲ့ဘက်အချမ်းပေါ့နော် scan ဖတ်မဲ့ဘက်အချမ်းကိုဒီပေါ်မှာမှောက်ပြီးတော့ထည့်အဲ့လိုမှောက်ပြီးထည့်တဲ့အခါမှာသူကဒီ scanner ပေါ်မှာသူက marking လေးပါတယ်မြားလေးပေါ့နော်အဲ့မြားလေးဒီသူ့ရဲ့ဒီထိတ်စာရွက်ရဲ့အစထိတ်လင့်ဒီလိုမျိုးလေးကက်ကလေးဖြစ်နေရမယ်အဲ့လိုဖြစ်နေရင်သူကဒီမှာ A4 margin ဆိုတာလည်းပါတယ်ပေါ့ဒီလိုလေးဖြစ်ပြီဆိုရင်ပိတ်လိုက်ပိတ်ပြီးရင်ဒီကနေ scan ဆိုတဲ့ဘက်တောင်နှိပ်လိုက်အောင်ပဲပြီးရင် scanner ရဲ့သဘောကသူ scan ဖတ်ပြီဆိုရင်သူအဲ့လိုမျိုးပေါ့ဒီဟာလေးတွေလဲသွားတာမျိုးပဲရှိတယ်Canon scanner ရှိတာပေါ့နော် Canon scanner Lighty ဆိုတာနာမည်ကြီးတယ်အသုံးများတယ် Canon scanner Lighty 1 Lighty ကသူကဘာလဲဆိုတော့110 white Lighty 110 Lighty 120ပြီးရင် Lighty 300ပြီး Lighty 400ဆိုရင်နောက် latest version Lighty 400အဲ့ဒါလေးတွေတော်တော်လေးကောင်းတယ်လူသုံးများတယ်ဈေးကတော့အရင်တော့3သိန်းနဲ့3သိန်းခွဲပေါ့နော်အခုတော့2သိန်းနဲ့4သိန်းကြားဖြစ်သွားပြီဈေးကတော့များသွားပြီပေါ့အဲ့တော့အခုစကန်ရပြီးသွားပြီပြီးသားပြီဆိုရင် तू က scan လုပ်လိုက်တဲ့ file က तू ကဒီမှာ तू scan ဖတ်ပြီးရောက်မဲ့နေရာကိုပြောထားတယ် folder ဒီ document ဆိုတဲ့ folder တွေကိုရောက်မယ်ပေါ့နော်အကယ်၍ဒီ default document ဆိုတာကိုမရောက်ချင်ဘူးကိုက desktop ပေါ်မှာတိုင်းမြင်နေတယ်ဆိုရင်ဒီမှာ desktop လို့ရွေးထားလိုက်လို့ရတယ်အခုတော့ခုန document ရွေးထားတဲ့အတွက် तू document ပြီးတော့ scan ဖတ်ပြီးသွားရင်လည်း तू အဲ့ဒီ तू ရောက်သွားတဲ့ folder ကိုတိုင်းပြီးပြပေးတယ်အဲ့ဆိုဒီမှာ JPEG အနေနဲ့ file ရောက်ပြီသူရဲ့ file တွေက IMG ဆိုပြီးတော့ဒီနေ့ရောက်နေတဲ့ date နဲ့ तू ကတင်ပေးတာဒါကို double click နဲ့ဖွင့်ကြည့်လိုက်ဆိုတော့ဒီမှာဒါ scan ဖတ်ပါပြီအဲ့သူ scan ဖတ်လိုက်တဲ့စာရွက်ကဒီစာရွက်ပေါ့နော်ဒီစာရွက်ကိုခုနကပြောတဲ့မြားမာကင်လေးမှာကိုစကန်ဖတ်မဲ့စာရွက်ရဲ့ခေါင်းကိုထားတာဖြစ်တဲ့စကန်ဖတ်ပြီးတဲ့အခါမှာလည်းစာရွက်ကဇောက်ထိုးဖြစ်မနေပဲနဲ့အတဲ့တိုင်းပေါ်တာဟုတ်ပြီအဲ့တော့ဒါက JPEG ဆိုတဲ့ format နဲ့ထွက်လာတယ်နောက် PDF အနေနဲ့ဖတ်ကြည့်မယ်ပြန်ထည့်မယ် PDF အနေနဲ့ဖတ်မယ်ဆိုရင်ဒီသူ့ရဲ့ဒီနားမှာimage format ဆိုတဲ့နေရာမှာ PDF ကိုပြောင်းလိုက်
ဒီတစ်ခါ folder ကို document နဲ့တော့မသိတော့ဘူး desktop ပေါ်ကိုသိမ်းကျင်တယ်ဆို desktop ကိုရွေးလိုက်ပြီးရင် scan button ကိုနှိပ်လိုက်အောင်ပဲအဲ့ဒီ scan ဖတ်တာကလည်း scanner သွင်းတာဆိုတာလည်းရမ်းလွယ်ပါတယ် scanner သွင်းတယ်ဆို scanner ထုတ်လိုက် USB ကြိုးတွေတက်လိုက်ပြီးလို့ရှိရင်သူ့ရဲ့ driver ကိုသွင်းပြီးလို့ရှိရင်သူ့ကိုဖတ်လို့ရတဲ့ scanner software ကိုထည့်သို့မဟုတ် PDF တို့ Photoshop တို့ကနေလည်းဖတ်လို့ရတယ် customer တော့မျိုးစိတယ်တချို့က Photoshop ကနေပဲ scan ဖတ်ကျင်တယ်တချို့က PDF ကနေပဲ scan ဖတ်ကျင်တယ်တချို့ကကျတော့ဒီလိုတီးသန့် software နဲ့ပဲ scan ဖတ်ကျင်တယ်ဒါပေမဲ့ technician တယောက်အနေနဲ့ကတော့၃မျိုးလုံးသိထားရမယ်တခါကျရင် Photoshop error တက်လို့ဖတ်လို့မရခဲ့လို့ရှိရင် PDF နဲ့ customer ကို PDF နဲ့ဖတ်လို့ကြောင်းပြောလိုက်ပေါ့နော်အကယ်၍ PDF ကလည်းerror တက်နေတယ်ဆိုတော့Photoshop ကလည်းဒီ customer မသုံးဆိုလို့ရှိရင်တော့သူ့ရဲ့ scan utility ဆိုတဲ့ software ကို download လုပ်ပြီးထည့်ပေးလိုက်အဲ့လို scan utility ကအလွယ်ဆုံးပဲသူကတန်းဖတ်ရုံပဲเนาะအဲ့တော့ option 3လေးခုကိုသိထားတော့ customer ကိုအဆင်ပြေတဲ့နည်းနဲ့ဖြည့်ရှင်းပေးလို့ရတယ်ဒါဆိုရင်ခုနက scan ပြီးသွားတဲ့အခါမှာသူကသူ့ရဲ့ရောက်မဲ့ destination folder က desktop လို့ပေးထားတဲ့အတွက်ဒီမှာ desktop ကိုတန်းပေါ်ပေးတယ်အကယ်ဒီ desktop folder ကြီးမပေါ်လာလည်းပဲပိတ်လိုက်ရင်ဒီ desktop မှာဒီမှာ img ဆိုပြီးတော့ရောက်နေပြီဒါပေမဲ့သူက PDF format ဖြစ်သွားတယ်သူ့ကို double click ဖွင့်ကြည့်မယ်ဆိုလို့ရှိရင် PDF file အနေနဲ့ပြပေးတယ်ဒါကတော့ document format ခေါ်တာပေါ့နော်ဒီလည်းပဲဒီတိုင်း add okay ပြီအဲ့တော့ဒါကဒီ Epson ရဲ့ original software နဲ့ scan ဖတ်တဲ့နည်းပေါ့နော်မခက်ဘူးဒီမှာ scanner ရွေးထားပြီးသားရှိတယ်နောက်ဒီမှာ A4 တို့ဘာလို့ setting ပြောင်းပေးရတာမျိုးရှိမယ်နောက် color နောက်တစ်ခုက resolution ကိုက200 300ကျဲတော့ထားလို့ရတယ် resolution များလေ file size ကြီးလေနောက်ပြီးဒီမှာထွက်လာမဲ့ format JPEG လိုချင်လား PDF လိုချင်လားပြောင်းလို့ရတယ်နောက်ပြီးဘယ်နားမှာသိမ်းမလဲပြောင်းလို့ရတယ်နောက်တစ်ခုဒီမှာ file name မှာကြိုပေးထားလို့ရတယ်ပေါ့ okay အဲ့တော့ဒါလေးနဲ့ဖတ်ကြတာလွယ်တယ် software ရလည်းပဲ Epson ကနေ officially free support ပေးထားတဲ့ software ဟုတ်ပြီနောက်တစ်နည်း PDF နဲ့ဖတ်ပြမယ် PDF နဲ့မဖတ်ခင်ဒီမှာ Photoshop ရှိတယ်ဆို Photoshop နဲ့ဖတ်မယ် Photoshop ဖွင့်လိုက်မယ်အဲ့တော့သူကဒီမှာ file နဲ့က import မှာ WIA support ဆိုတဲ့စီကို click နှိပ်အဲ့ဒီမှာခဏလေး scan ဒီ destination folder ကဒီက document ကိုပဲတွားမှာဆိုရင် start ဒီမှာ which device ပေါ့နော်ဘယ်ကဒီမှာ scanner နှစ်ခုသုံးခုရှိတယ်ဒီမှာပေါ်လာအောင်အဲ့တော့ရွေးထားပြီးတဲ့ scanner ရှိတယ် scanner detail သိတယ်ဆိုတဲ့သဘောအကယ်၍တစ်ခါကျရင်ဒီနောက်မှာ scanner မပေါ်ဘူးဆိုရင် Photoshop နဲ့ဖတ်လို့မရအောင်အဲ့တော့ဒီမှာ Epson L2310 ဆိုတဲ့ scanner မြင်နေရပြီဖြစ်တဲ့အတွက် okay ထပ်နှိပ်လိုက်အောင်ပဲပြီးရင်သူကဒီမှာ preview ကြည့်လို့ရသေးတယ်preview မကြည့်တော့တန်းဖတ်မယ်ဆိုတော့ scan ကိုတန်းနှိပ်လိုက်ပေါ့ scanner စာရွက်ကထည့်ထားပြီးပြီ scan နှိပ်လိုက်ဆိုရင်သူကခုနကတန်းပွင့်နေခြင်းဟိုစကန်စဖတ်တော့အမှန်ကြီးလေးထည့်ပေးလိုက်ရတယ်အခုသူက document folder တွေကိုရောက်သွားပြီ document folder တွေကိုရောက်သွားပြီသူက Photoshop နဲ့ဖတ်လိုက်တာဒီပုံစံဒီမှာဆိုအောက်ကဟိုဟာတွေတော့ပါနေတယ်ဟိုဘယ်လိုခေါ်မလဲဘေးကစာရွက်ကိုစကန်ဖတ်ထားတဲ့ပုံစံဖြစ်နေတာပေါ့နော်ဒီဟာနဲ့ခုနက software နဲ့ဖတ်တာနဲ့ရှင်းချင်း software နဲ့ဖတ်တဲ့ quality ကပိုကောင်းတယ်ဒီမှာရှင်းကြည့်လို့ရတယ်ဒီမှာသူကအောက်မှာအပြတ်အောင်လို့မျိုးကြီးပါနေတယ်ဟုတ်ပြီအဲ့တော့ဒါ Photoshop နဲ့ဖတ်တာပေါ့နော်သူနဲ့တော့ပြန်ပြပေးမယ် Photoshop နဲ့ scan ဖတ်မယ်ဆိုရင် Photoshop software ကိုဖွင့် file ထဲမှာ import ကိုသွားအဲ့ဒီမှာ WIA support ဆိုတာလေးကိုရွေးဒီမှာခုနကအမှန်ကြီးလုပ်ဖို့ကြံခဲ့တာလေးကဒီဟာပေါ့နော် open acquire image in Photoshop ဆိုပြီးဒီမှာအမှန်ကြီးထည့်ထားလို့ရတယ်ဟုတ်ပြီအဲ့တော့ဒီမှာ start နှိပ်လိုက်ပြီဆိုလို့ရှိရင်ဒီမှာ scanner ရှိမယ် okay နှိပ်လို့ရှိရင် scan ဖတ်ပြီပေါ့နော်ဒါပြီးပါပြီအဲ့တော့ Photoshop နဲ့လည်းဖတ်လို့ရမယ်နောက်တစ်ခုကတော့ PDF နဲ့ဖတ်တာ PDF နဲ့ဖတ်မယ်ဆိုရင်သူကဒီမှာ Acrobat Reader Pro ရှိဖို့လိုတယ်Acrobat Reader Pro က Adobe Acrobat Reader ဒီကနေပြဖတ်လာဆိုဒီဆက်မှာ Adobe Acrobat မထည့်ထားဘူးပေါ့နော်ဆိုတော့အဲ့လိုမျိုးပေါ့ Adobe မရှိဘူးဆိုရင်ခုနက Photoshop ကနေ direct ဖတ်ခြင်းမဖတ်လို့ရှိရင်ဒီသူရဲ့ဟို Canon ရဲ့ Epson ကပေးထားတဲ့ scan utility နဲ့ဖတ်ပေါ့နော်အဲ့ဒါဆိုရင် scanner ကလည်းဒီတိုင်းပဲဒီလိုမျိုး 3D မှာပါလဲ scanner လေးပဲဒီလက်ရှိအခုပြလိုက်တဲ့ပုံစံနဲ့သွင်းတာပဲနောက် scanner သီးသန့်လေးပဲဒီနည်းတိုင်းပဲအတူတူပဲတခုပဲထူးခြားတာက network scan ဆိုရင်နည်းနည်းထူးခြားအဲ့ဒါကကျတော့ network scan support လုပ်တဲ့ printer ကြီးတွေရှိတယ်အဲ့ဒါဆိုရင်သူက network ကနေတစ်စက် scan ဖတ်လို့ရတယ်အဲ့ဒီဟာအတွက် driver သွင်းနေရတော့တက်တစ်မျိုးပေါ့နော်အဲ့ဒါကတော့ network နဲ့သူကချိတ်ဆက်ထားတာဖြစ်တဲ့အတွက်အဲ့ဒါလည်းအလင်းသိရင်တော့အဲ့ video ကိုနောက်ပိုင်းလုပ်ပြီးတော့တင်ထားပေးမယ်နော်အခုကတော့ဒီ USB နဲ့ကတော့လွယ်လင်းတကူနဲ့ဒီပုံစံနဲ့ install လုပ်ရတယ်ဒါဆိုရင် scan installation လုပ်တာပြီးပြီအဲ့တော့နောက်တစ်ခုက
webcam installation လုပ်ပေးမယ်အဲ့တော့ webcam installation က webcam က brand မျိုးစုံလာတယ်ဒါက Hoco brand နောက် Logitech brand ရှိတယ်နောက်ပြီး Efotec ရှိတယ်နောက်ပါရှိသေးတယ် Logitech Efotec တော်တော်များများရှိပါတယ်ဒါပေမဲ့အသုံးများဆုံးကတော့တော်တော် quality ကောင်းတော့ Logitech ပေါ့နော် Logitech ပြီး Efotec သုံးကြတယ်နောက်တော့ webcam နဲ့မျိုးစုံတွေထွက်လာကြတယ်သူလည်းပဲ webcam ကကြတော့သူကတိတ်ခက်မရှိဘူးသူက plug and play ဆိုတဲ့အဓိပ္ပာယ်ကဟို plug တက်လိုက်လို့ရှိရင် play ပြီဆိုတဲ့အဓိပ္ပာယ်အဲကြောင့် plug and play လို့ခေါ်တယ် plug and play ဆိုတဲ့အမျိုးအစားတွေက driver သွင်းနေရမလို့အဲ့တော့ပစ္စည်းတွေ computer ပစ္စည်း computer peripheral တွေပေါ့နော်အဲ့ပစ္စည်းတွေဝယ်တဲ့အခါကျလို့ရှိရင်သူကဘူးမှာရေးထားတယ် plug and play လို့ပြောလို့ရှိရင် driver မလိုဘူးပေါ့နော်အခုဒါဆိုရင်ဒီက plug and play ဆိုတော့ USB ကြိုတက်လိုက်အောင်မယ်အဲ့တော့ printer ဟာဖြုတ်လိုက်တော့မယ်ဒီ design တွေကတော့မျိုးစုံလာတယ်သူကဟို monitor ပေါ်မှာချိန်ထားလို့ညှက်ထားလို့ရဖို့ပုံစံမျိုးလို့ပါတော့ပေါ့နော်ဒီလိုမျိုးလေးညှက်ထားတာမျိုးနော်သူကဒီကတက်ပြီးသွားရင်ဘယ်မှာသွားပြီးစစ်လို့ရမလဲဆိုတော့ဒီမှာ camera CMER ဆိုတဲ့ camera ဆိုတဲ့ application လေးဖွင့်လိုက် yes ဒါဆိုရင်ဒါ webcam တက်ထားတာပေါ့နော် webcam တက်ထားတာမြင်ရပြီအဲ့တော့အရန်လွယ်တယ် plug and play ဆိုတော့ဒါဒီလိုလေးညှိလို့ရတယ်plug and play ဆိုတော့ plug တက်ပြီးသွားရင်ပြီးသွားပြီနော်ဟိုအရင်တော့ကတော့ဒီ webcam တက်မယ်ဆိုရင်နည်းနည်း driver လေးပါလေးတွင်းရတယ်မျိုးရှိတယ်ဒါပေမဲ့အခုကတော့ plug and play ဆိုတော့တက်လိုက်ပြီးရင်ရသွားပြီပေါ့နော်သို့သောချွတ် customer တွေကဒီ camera တက်ထားကြအောင်ဘယ်မှာသွားဆန်းရမှန်းမသိနိုင်ဘူးတွေရှိတယ်ဟိုဘယ်မှာတက်လိုက်ပြီးတက်လိုက်တဲ့အကြောင်းဘာမှမသိရတော့ဟိုတက်ထားလားမတက်ထားလားသွားစစ်တဲ့နေရာကိုမသိဘူးပေါ့နော်နောက်တစ်ခါဒီ device manager မှာအဲ့ဒါလေးလာကြည့်လို့ရတယ်ဒီမှာเนาะအဲ့တော့ခုနကလိုပဲဒါတွေက technician တွေကဒီအခြေအနေလောက်ရအောင်တော်တော်လေးသိနေကြပါပြီ this PC right click နေပြီး manage ကိုနှိပ်လိုက်လို့ရှိရင် device manager ရှိတယ်ဒီမှာ camera ဆိုတဲ့ camera ဟို printer ဆိုတဲ့ printer ပေါ့နော်သူ့ကိုတက်ထားတဲ့ဟာလေးဒီမှာသူက device manager ဆိုတာဒီ computer မှာတက်လိုက်တဲ့မြ PC တွေကိုဒီမှာလာကြည့်လို့ရတယ်နော်ဒီမှာတက်လိုက်တဲ့ PC ဒီမှာလာကြည့်လို့ရတယ် okay ဒါဆိုရင် webcam တက်ပြီးသွားပြီအဲ့တော့ webcam တက်ပြီးသွားရင်နောက်တစ်ခု headphone နော် headphone တက်ပြန် headphone က2မျိုး3မျိုးပေါ့3မျိုးဒီ headphone ဒီသူကအတန်နားထောင်တက်ပဲဒီကနားထောင်တက်ပဲ headphone နားထောင်တက်ပဲ headphone ကတော့သူကအရှိမတက်နောက်မှတက်ဒီ case တွေမှာနောက်မှာကျတော့ motherboard မှာတွဲပြီးတော့ built-in ပါတဲ့ပို့ case မှာပါတဲ့ပို့ကကျတော့သူကcase ရဲ့ကျိုးကနေတစ်ဆင့် motherboard မှာတွားပြီးတော့ audio မှာတွားတက်ထားတဲ့ဟိုအရှိသင်ခန်းစာတွေမှာအဲ့ဒီအကြောင်းကပါခဲ့ပြီပေါ့နော်ဒီကျိုး audio ကျိုးတက်တယ်ဆိုတာအဲ့လိုမျိုး motherboard မှာ audio တက်ကြတဲ့အကြောင်းရင်းဟာဒီ case မှာဒီပို့အလုပ်လုပ်ဖို့အတွက်တက်တာအဲ့တော့ဒီကောင်ကကြတော့အရှိမဆိုရင် तू ကဒီပို့ရဲ့ဘေးမှာဘယ်လိုခေါ်မလဲ earphone သင်္ကေတလေးနဲ့ဒီမှာမှတချို့ဒီဟာတွေမှာဆို earphone သင်္ကေတလေးဒီပို့မှာလည်း earphone သင်္ကေတလေးပါတယ်အဲ့ဒါလေးမှတက်လိုက်အောင်ပဲအနောက်မှာဆိုလို့ရှိရင်လည်းပဲ earphone တက်မယ်ဆိုရင်အနောက်ကသူအစိမ်းရောင်ရယ်ပန်းရောင်ရယ်ရှိမယ် earphone တက်မယ်ဆိုလို့ရှိရင်အစိမ်းရောင်မှာတက်ရမယ်နော် mic ဆိုလို့ရှိရင်ပန်းရောင်မှာတက်ရမယ်အဲ့တော့ဒါလေးကိုတက်ဒီက earphone မှာတက်လိုက်အောင်ပဲအဲ့လိုတက်လိုက်ပြီးရင်သူလည်းပဲဆန်းရတာပေါ့နော်ဘယ်လိုဆန်းရလဲဆိုတော့ဟိုနားနဲ့တက်ထားပြီဒီနားမှာအဲ့လို headphone တက်ပြီးလို့စမ်းရင်ဒီအောက် notification area နားမှာspeaker ပုံထားပါတော့ speaker ပုံလေးပေါ့နော်အဲ့ဒါလေးရှိတယ်အဲ့ဒီမှာဒါလေးကို click နှိပ်ကြည့်လိုက်ကလောင်အဲ့လိုမျိုးအတန်ဒီမှာကြားပြီဆိုဒီ earphone ကအလုပ်လုပ်ပါပြီ okay ပြီဒီပို့လည်းပဲကောင်းတယ်ပေါ့နော်ခါကြရင်ဒီမှာဒါဆိုသူက monitor ကိုအတန်ရောက်နေတာနော်သူကဒီမှာ digital audio ဒီလိုမျိုးတခြားနေရာကိုအတန်ရောက်နေတာမျိုးရှိတယ်အဲ့ခါကြလို့ရှိရင်သူကဒီမှာတုံနှိပ်ပေမဲ့ဒီ earphone မှာအတန်လာမကြရင်ဒီမြားလေးကိုနှိပ်လိုက်ပြီးတော့ headphone ဆိုတာကိုပြောင်းရေးပေးလိုက်အခါကျရင်အတန်ကြားရပြီသူက headphone ကိုတက်ပြီးပြီဆိုရင်သူကအဲ့ဒီနီလန်းနဲ့ဒီဟာအတန်ကြားမကြကိုစစ်ရတယ်အဲ့လိုနီလန်းနဲ့မစစ်ဘူးဆိုရင်ဟ
customer တွေထားခဲ့လို့မရဘူးနော်တော့ကြသူလည်းတော့အတန်မကြရအောင်ကိုကတေချာစိတ်ခဲလေးအတန်သူကိုကပြန်သွားတဲ့အချိန်မှာဒီရုံးက headphone ကအတန်မကြောက်ပါဘူးပြောလို့ရှိရင်ဒီဟာလေးကို customer ဖုန်းဆက်ပြီးပြောပြအောင်ဒါလေးကိုနှိပ်လိုက်ပါဒါနှိပ်လို့အတန်မကြရင်ဒီပေါ်ကဒါလေးထည့်ရွေးပါစေပြောလို့ရတယ် okay အဲ့တော့နောက်ထပ်တစ်မျိုးပြပြမယ်နောက်ထပ် headphone တစ်မျိုးနောက်ထပ် headphone တစ်မျိုးကဒီဥစ္စာသူကကြတော့ USB headphoneသူကခုနလိုမျိုးဟိုပါပေါ့ဘာခေါ်လဲ audio jack ခေါ်တာပေါ့ audio jack နဲ့မဟုတ်တော့ဘဲနဲ့ဒီလိုမျိုး USB နဲ့ဒီလို USB နဲ့ဟာဒီမှာဘာထူးကြလဲဆိုတော့ mic ပါပါတယ်ပြီးတော့ဒီ USB နဲ့ဖြစ်သွားတဲ့အခါကျလို့ရှိရင် USB တစ်ပေါက်ထိုးရုံနဲ့ mic ကောဒီ earphone အလုပ်လုပ်တယ်ပေါ့နော် headphone အလုပ်လုပ်တယ်တချို့ USB နဲ့မလာခင်တော့ကဒါမျိုး audio jack နှစ်ကျိုးနဲ့လာတာမျိုးရှိတယ်ဒီ mic ပါပါသွားတဲ့အတွက်နှစ်ကျိုးဖြစ်သွားတာပေါ့နော်တချို့ကကြတော့ earphone အတွက်တချို့ကကြတော့ mic အတွက်အဲ့မှာအကြောင်းနဲ့ခွဲတယ်အဲ့ဒါအနောက်မှာတက်မယ်ဆိုလို့ရှိရင်သူကအနောက်ကေစင်နောက်မှာလည်းပဲဟိုသူ့ရဲ့ earphone ဆို earphone ပုံလေးရ mic ဆို mic ပုံလေးရပါအဲ့ဒီပုံလေးတိုင်းတက်အကြောင်းနဲ့မှတ်မယ်ဆိုလို့ရှိရင် mic ကပန်းအောင် earphone ကအစိမ်းအောင်အဲ့မှာတက်ပေးရတယ်အဲ့ဒါဆိုရင်ရပြီဒီ USB နဲ့ကတော့ပြဿနာမရှိဘူးသူက USB မှာထိုးလိုက်အောင်ပဲအဲ့တော့ဒီကဝက်ကန်တက်ထားလိုက်ပေါ့ဆိုလေတက်လိုက်ပြီဆိုရင်ဒီမှာဒီ mic အတွက်ကိုသူကဒီမှာ on off ဆိုတာခလို့လေးပါတယ်နောက်လေးပါအဲ့တော့ on off က off တင် mic လို့မလုပ်ဘူး on ထားရင် mic လို့တယ်ဟောဒီအားတက်လိုက်ပြီဆိုဒီမှာလဲကွန်ပျူတာမှာလဲသူကဟိုဟာလေးပေါ်သွားပြီဒီ device audio device တက်လိုက်တဲ့အကြောင်းလေးပေါ့နော်ဟုတ်တော့ဒီဟာကိုလက်ဒီတိုင်းပဲသူကတက်ပြီးလို့ရှိရင်ဟိုအလုပ်လုပ်တယ်မလို့စမ်းအောင်ပါပေါ့နော်စမ်းအဲ့ဒါစမ်းဖို့အတွက်ဆိုလို့ရှိရင်ဒီ setting တွေကသူက sound setting ရွေးမှာ sound setting ဒီရောက်ပြီဒီမှာဒီတရားကျတော့သူရဲ့ဟိုဘယ်လိုခေါ်မလဲ earphone ရဲ့အတန်ဘယ်လောက်ကြားရလဲပေါ့အတန်ကျဲနေတော့ပဲဒီဟာလေးကိုတောင်နှိပ်လို့အတန်ကြားရပြီဆိုလို့ရှိရင် okay ပြီနောက်တစ်ခုကတော့ဒီ mic အလုပ်လုပ်တယ်မလို့ပေါ့နော်ဒီမှာစကားပြောနေလို့ရှိရင်ဒီက mic ကလေးကဒီလိုလေးတက်သွားလိမ့်မယ်ဒီမှာအဲ့ဒီမှာဒီ line လေးတက်နေပြီဆိုလို့ရှိရင်ဒီ microphone ကကောင်းတယ်အဲ့တော့အဲ့လိုစမ်းပေးရင်ဒီမှာလဲ webcam လည်းလုပ်ပြီအဲ့တော့ဟိုနောက်တစ်ခုကအဲ့ဒါမျိုး error ဘယ်မှာဖြစ်တယ်လဲဆို zoom မှာဖြစ်တယ်အဲ့တော့ zoom ကိုတစ်ချက်သွင်းပြကြည့်ပေးမယ် zoom ထဲမှာ mic webcam နဲ့ microphone နဲ့ setting ချိန်တာလေးပေါ့ zoom download zoom download for PC download ဒီကောင်းလားမသိaccept zoom download က zoom cloud meeting download center ဒီမှာဆိုတော့ zoom desktop client ကဆိုဒီဟာကို32 bit ဒီဟာလည်းနှိပ်လိုက်မယ် download ဟောရပြီ show all ဒီမှာ zoom install full ဒီ zoom install ကမရရင်တော့ဒါမျိုးပေါ့နော်ဟိုရှေ့ application သွင်းတဲ့အချိန်မှာလည်း zoom software သွင်းတာတွေပဲပြခဲ့ပြီပေါ့ဟုတ်ပြီဒါအဲ့တော့ show in folder ဒီ zoom ကိုသွင်းလိုက်မယ်ရပြီရပြီဆိုဒီမှာဆိုတော့ installation was successful ဆိုတော့ down ဝယ်ပြလိုက်ဟုတ်ပြီအဲ့ဒါဆိုရင်သူကစိုင်းရင်ဝင်ရမယ်ဆိုတော့ okay စိုင်းရင် open zoom ရပြီနော်ဒီထဲရောက်သွားပြီဆိုလို့ရှိရင်ဒီမှာ setting ရှိတယ်အဲ့ setting မှာဒီမှာ video ဒီမှာ audio ဆိုတော့ video ဖွင့်ကြည့်လိုက်လို့ရှိရင်လည်းပဲဒီမှာအရုပ်ပေါ်ပါမယ်ဒီလိုမျိုးပေါ်ပါမှာပေါ့နော်ဒီလိုမျိုးပေါ်မယ်ဆိုတော့အကင်းများအရုပ်မပေါ်ဘူးဆိုရင်ဒီ webcam ဆိုတဲ့ဒီနေရာမှာတော့တခြား
တခြားသောနေရာပေါ့နော်ထားပါတော့ဟိုတချို့ laptop တွေဆိုလို့ရှိရင် webcam က laptop မှာလည်းပါတယ် webcam အသေးလည်းတက်ထားလို့ဆို2နေရာဖြစ်နေမယ်ကိုလိုချင်တာတက်တက် USB နဲ့ထက်တက် webcam လိုချင်ဒီနားမှာ webcam ဆိုတဲ့နေရာကိုရွေးရမယ်တခါကျရင် webcam နာမည်ပေါ်တာမျိုးလည်းရှိတယ်အဲ့တော့ဒီနေရာမှာလွဲနေလို့ဒါဒီဟာမှာအယုံမပေါ်တာပေါ့နော်နောက်တစ်ခု audio ဇုံဇုံလေးကမှအတန်မကြောက်ဆိုရင် audio လာနှိမ့်နိုင်မယ်နှိပ်ပြီးဒီမှာ speaker ရှိတယ်အဲ့ speaker ကိုကလစ်နှိပ်ကြည့်ဒါသည် best speaker ကိုသုံးနေတယ်ဆိုတော့သူကဒီမှာပြပေးတာဒီမှာဒီ speaker USB digital audio same system speaker ကိုရွေးလိုက်ရင်အဲ့တော့ဒီအောက်မှာ mic test ပါတယ် mic test ဆိုရင်အခုစကားပြောနေတာဒီမှာဘာနာလေးလုပ်နေလို့ရှိရင်စကားပြောတာဟို mic ကဝင်နေပေါ့နော် test လုပ်လို့ရတယ်ဒီမှာ test mic ကိုရွေးလိုက်အဲ့ဒါရင်ပြောတာတွေကိုသူ recording လုပ်သွားလိမ့်မယ်ဟောပြောတာတော့ hello 1 2 3 hello ပြီးလို့ရှိရင်သူ့ဘာသူ auto ပြန် play တယ်play ဖြစ်နေပြီနော်အဲ့တော့ပြောတာတွေသူက recording လုပ်ပြီးတော့ပြန်ကြားပြီဆိုရင်ဒါဒီ audio ဘိုင်း okay အဲ့တော့ video နဲ့ audio ဒီမှာလာပြီး check လုပ်ရတယ်ဒီ Zoom application တွေမှာအဲ့ဒါမှန်ပြီဆိုတော့မှသူကကိုက medium တက်တဲ့နောက်ပြီးဟိုပေါ့ဆိုသင်တန်းတွေပဲ online သင်တန်းတွေပဲ Zoom နဲ့သင်တန်းတွေပဲတက်တဲ့အဲ့ရုပ်မမြင်ရဘူးလို့အတန်မကြားရဘူးလို့ပါလို့ဆိုတော့အဲ့ပြဿနာအဲ့နည်းနဲ့ရှင်းလို့ရတယ်ဟုတ်ပြီ printer scanner ပါတယ်နောက် headphone 2မျိုးနောက်ပြီးတော့ webcam ဒါဆိုလို့ရှိရင်ဒီ computer paraphone နဲ့ပတ်သက်လို့ဆိုပြီးတစ်ခုကြံသေးတယ် speaker နော် speaker နဲ့ဒီ headphone နဲ့ကမကွာပါဘူးဒါပေမဲ့ speaker လို့ join လိုက်လို့ရှိရင်ဒီမှာပေါ်တဲ့ပုံမျိုးကိုကြည့်ရတာပေါ့ speaker ကတော့ဘေးလူပတ်ဝန်းကျင်မှာကြားရတယ် headphone ကတော့ကိုတယောက်တည်းအတွက်ပေါ့သို့တော်လည်းပဲ computer တွေကတချင်းနားထောင်နေတယ်ပါဆိုလို့ရှိရင်တချို့ speaker နဲ့ join လာတာရှိတယ်တချို့ headphone နဲ့ပဲနားထောင်တာရှိတယ်ဒါပေမဲ့ technician တယောက်အနေနဲ့ကတော့ဘာပစ္စည်းဖြစ်ဖြစ် purifier အနေနဲ့တက်မယ်ဆိုရင်ကိုကတက်ကတော့ speaker တွေပါတယ်တော့ driver ပါညာဘာမှမလို့ကြိုးတက်ရုံပဲအဲ့တက်ကမဲ့ကြိုးသိဖို့ပဲလိုတယ်ပြီးလို့ရှိရင်ဒီဘက်ထဲမှာ setting နဲ့ပြင်ပေးရတယ်တချို့က speaker ရော headphone ရောသုံးတယ်အခါကျရင် speaker တက်ထားပြီး headphone ကြီး setting ရွေးထားလို့ရှိရင် speaker အတန်မထွက်ဘူးအဲ့ပြဿနာကြီးပဲရှိတယ်ကျန်တော့ဘာမှထွေလို့မရှိဘူးအဲ့တော့ speaker မှာ speaker တော့မျိုးစုံရှိတာပေါ့နော်ပုံစံမျိုးစုံပေါ့အော်ဒီမှာဆိုရင်သူ့ရဲ့ဟိုသူကဒီ auxiliary cable လေးနဲ့သုံးရတယ် auxiliary cable ကဒီ cable အဲ့ cable တချို့ speaker တွေကတော့တစ်ဖက်ချမ်းကတော့ speaker မှာတွဲလျက်ပါပြီဒီကြိုးလေးတန်းတန်းနဲ့ပဲလာတာပေါ့နော်အကိမပါဘူးနှစ်ဖက်တက်ကားတဲ့ဟာမျိုးဆိုလေဒီလိုမျိုးကြိုးနဲ့အဲ့တော့အဲ့ဒါက speaker ဘက်မှာကဒီဘက်မှာတက်လိုက်အောင်မယ်ဒီကွန်ပျူတာဘက်မှာဒီဟာကိုသူက speaker ဖြစ်သည့်အတွက်ဟို headphone ထိုးတဲ့နေရာမှာထိုးရုံပဲအဲ့ဒီ speaker ကတော့သူကဟို bluetooth တွေပါရတဲ့အတွက်တော့သူကဒီမှာ mode လေးတွေရွေးပေးရတယ်ပုံမှန် USB speaker ကတော့ဟိုလုံးစရာမလိုဘူးဘယ်လိုခေါ်မလဲဘာ mode မှရွေးစရာမလိုဘူးဒီတိုင်းတက်ထားပြီးတော့သူက speaker only အလုပ်လုပ်တာပေါ့ဒါတော့ bluetooth ပါညာပါတဲ့အတွက်အဲ့တော့အဲ့ဒါတက်ပြီးပြီဆိုရင်ဒီဘက်မှာ function သူ့ကိုရပြီဒီ mode ရောက်လို့ရှိရင် computer နဲ့ join သွားရင်ည join နဲ့မ join အောင်သိချင်ခုနလိုပဲဒီနားလေးကိုဖွင့်ပြီးတော့ဒီလိုနှိပ်လိုက်ရင်ဒီဘက်ကတန်းတန်းအတန်လေးထွက်ပြီဆိုရင်ဒါ speaker နဲ့ connect ဖြစ်သွားရင်အတန်ချဲတာခုနက headphone ကိုဆန်းတော့လဲအဲ့အတန်ပဲဒါဆိုရပြီဒါဆိုရင် speaker ကောင်းတယ်လို့ယူဆလို့ရပြီဒီမှာပိုသေးကြချင်း YouTube ပဲပေါ့ဒါပေမဲ့ YouTube ဖွင့်ကြမလို့ပေါ့ဒီအတန်လေးကိုဒီနားမှာလာပြီးတော့တောင်းနေပြီဆိုဒီ speaker okay ပါပြီ speaker အတန်ထွက်သွားပြီပြီးသွားပြီဟုတ်ပြီအဲ့တော့ဒီနေ့သင်ခန်းစာမှာ printer သင်တက်ပါမယ် printer ဘာ printer လားကာလာမရဲ့ black and white မှာဘာ printer သင်တက်မယ် scanner ဘာ scanner ဖြစ်ဖြစ်သင်တက်မယ် print ထုတ်တက်မယ် scan ဆွဲတက်မယ် scanner software 2မျိုးလောက်နဲ့ဆွဲတက်မယ်နောက် headphone တွေက USB headphone ပဲဖြစ်ဖြစ်ဟို audio jack နဲ့ headphone ပဲဖြစ်ဖြစ်သွင်းတက်မယ်ချိတ်တက်မယ်ပေါ့နော်သူက driver ပဲမလို့နောက် speaker လည်း join တက်မယ်နောက် speaker အတန်မလာတာတွေ headphone မှာအတန်မလာတယ်လို့လည်းသူရဲ့speaker setting တို့ဘာတို့မှာသွားစစ်တက်မယ်နောက် webcam တွေတက်မယ်ဆိုရင် computer လုံးမှာတက်မဲ့ purifier တွေဆိုတာဆက်ပစ္စည်းကဒါကုန်သလောက်ပဲနောက်ထပ် personal computer လုံးနဲ့ထပ်တက်စရာဒီပစ္စည်းတွေပဲရှိတယ် brand တွေ design တွေ model တွေသာကွာကျင်ခေါ်သားမယ်ဒီမျိုးစားတွေပဲရှိတယ်အဲ့တော့ဒါတွေကိုကောင်း installation လုပ်တက်ပြီဆိုလို့ရှိရင် computer service လုပ်တဲ့အခါမှာဘယ်လို purifier မျိုးပဲလာကိုက installation လုပ်ပေးတတ်တယ် okay အဲ့တော့ဒီနေ့ဒီသင်ခန်းစာလေးတစ်လောက်ပဲ
နောက်ထပ်သင်ခန်းစာတွေမှာထပ်တွေ့ကြအောင်မယ်အားလုံးကိုကျေးဇူးတင်ပါတယ်